အားလုံးမင်္ဂလာပါဒီနေ့ case လေးကတော့ဒီကောင်လေးကအသက်နှစ်လောက်ပဲရှိသေးတဲ့ပုံစံလေးပေါ့နော်ဘန်ရှင်ကအစာတိတ်မစားဘူးလည်းချောင်းပုံနဲ့နည်းဆိုးတာဖြစ်တဲ့အတွက်ဆေးကမ်းရောက်လာတာပေါ့နော်examination မှာတော့သူခန္ဓာကိုယ်ကကြည့်လိုက်လို့ဆိုလို့ရှိရင်အဲ့လိုပူစီပေါင်းလေးတော့ပေါ့ကြီးဖြစ်နေပေါ့နော်ဆိုလို့ကျွန်တော်တော့ surgery နဲ့ FIC မှာရနေတယ် generalize ပုံစံမျိုးရတာပေါ့နော်တော့ကျွန်တော်တို့လိုတဲ့ basic examination လုပ်ပြီးတဲ့အချိန်မှာကျွန်တော် x-ray ရိုက်တယ်ပေါ့နော်။ x-ray မှာကြည့်ရတဲ့လောက်က surgery နဲ့ FIC ပဲတော်တော်များတယ်လောလောဆယ်ထိတော့ rib တွေပါ fracture မရှိဘူးနောက်ပြီးတော့ pneumothorax ပါညာမရှိဘူးပေါ့နော်ဒါပေမဲ့ median star နဲ့ sign နဲ့ရှိတယ်အဲ့ဒီတိတ်ပြဿနာမရှိသေးဘူးပေါ့နော်အဲ့တော့အဲ့မှာနည်းနည်းတစ်ခုတတိထားလိုက်ရတာပါလဲဆိုတော့ pneumoperitoneum ပေါ့နော်ဆိုလိုချင်တာကတော့ abdominal ထဲမှာဒီလေပေါ့နော် peritoneum ထဲမှာလေဝင်နေတဲ့ပြဿနာပေါ့နော်အဲ့တော့များသောအားဖြင့်ဆိုလို့ရှိရင်သူကဒီ peritoneum ထဲမှာလေဝင်ဖို့ဆိုလို့ရှိရင် GI ကများသောအားဖြင့်ဆို GI perforation လို့ပုံစံမျိုးတွေဆိုမြင်ရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီကောင်းရဲ့ဒီ x-ray မဲ့ examination မှာကြည့်ရတဲ့လောက်က GI perforation ပုံစံမျိုးမတွေ့ရဘူးပေါ့နော်အဲ့တော့ okay အဲ့ဆိုရင်လည်းပြန်စဉ်းစားရတာဒီလေတွေဘယ်ကနေဘယ်လိုလာလဲပေါ့နော်အဲ့တော့ iPad way ကိုကျွန်တော်နည်းနည်းပြန်စဉ်းစားကြည့်ရပါတော့ဒီဆိုလို့ရှိရင်သူက lens မှာလည်း trauma မရှိဘူး perforation လည်းမရှိဘူးအဲ့တော့ most likely ကလာဖို့ဒီအရင်ဆုံး FIC မှာလာဖို့ကအပါမှာရှိတဲ့ trachea တို့ဘာလို့မှတခု damage ရတဲ့ဖို့တော့လာဖို့ percentage ရတယ်ပေါ့နော်တကယ်လို့အဲ့ကဆိုကြပါစို့အဲ့ trachea ကနေပြီးတော့ damage ရတယ်အဲ့ကနေပြီးတော့လေကနေပြီးတော့ saturating တဲ့ကိုရောက်တယ်အဲ့ saturating တဲ့ကနေပြီးတော့သူက muscle ဂျားထဲမှာရှိတဲ့ fascia layer ကနေပြီးတော့ဒီ chest cavity ထဲမှာရှိတဲ့ median sternum လို့ခေါ်တဲ့ space တွေပေါ့နော်ဒီအဲ့ space တွေကိုလေနည်းနည်းရောက်လာတယ်အဲ့ကမှတစ်ဆင့်ဘယ်လိုလာနိုင်သေးလဲဆိုလို့ရှိရင်သူ diaphragm မှာကျွန်တော်တို့ esophageal height test တို့ aortic height test တို့ဘယ်လိုလို့ရှိရင်cable height test တို့ရှိရပါတော့အဲ့နားလေးရဲ့ space လေးတွေကိုလေကစိတ်ထွက်ပြီးတော့abdominal နဲ့ cavity တွေလည်းရောက်နိုင်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ maybe ဖြစ်နိုင်ရရှိရပါတော့တစ်ခါလေချလို့ရှိရင်လည်း eye sign က reverse အနေနဲ့လာတဲ့ case တွေလည်းရှိနိုင်တယ်ပေါ့နော် case မှာဆိုလို့ရှိရင် trachea နေပြီးတော့ပဲ damage ရပြီးလာတာဖြစ်ဖို့များတယ်အဲ့တော့ဘာလုပ်မလဲဆိုတော့ဒီ surgery နေရာမှာကျွန်တော် incision တိတိလေးပေးပြီးတော့အဲ့ကောင်လေရင်ဖောက်ထုတ်တယ်ပြီးလို့ရှိရင်ဘာဖြစ်လဲဆိုအဲ့နေရာကိုအနာမပိတ်အောင်လို့ drain လေးတစ်ခုထားလိုက်တယ်ပြီးတော့မှဘာလဲဆို soft bandaging ပြင်ပတ်တယ်အဲ့တော့ bandaging ကတကယ်လို့များ trachea injury ကအရင်မများဘူးဆိုလို့ရှိရင် healing ကမြန်မှုတော့ပေါ့နော် bandaging တုံးတယ်အဲ့တော့အဲ့မှာနည်းနည်းတစ်ခုတတိထားမှာ soft အရင်ဆုံး soft bandage ကိုအရင်သုံးဖို့လိုတယ်နောက်တစ်ခု pressure အရင်မထားpressure တင်းတင်းမဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ bandaging လုပ်တယ်အဲ့ပြီးတော့မှ elastic bandage အပေါ်ကနေလိုက်ပေါ့နော်အဲ့ပြီးရင်တခြားလိုတဲ့ broad spectrum antibiotic ပေးတယ်ပြီးလို့ရှိရင်ကျွန်တော် steroid ကို anti inflammatory dose နဲ့သူပေးလိုက်တယ်ပိုင်ရှင်ကိုတော့သိချင်မှာတယ်ပေါ့နော်ဒီမှာ bandage စီးတဲ့အတွက်ဒီသူ့ကို24 hour ဒီချစောင့်ကြည့်ဖို့လိုတယ်သူတက်ဖြစ်ရလားတခြားပြဿနာရှိမရှိဒီချစောင့်ကြည့်ခိုင်းတယ်ပေါ့နော်အဲ့တော့ပြီးတော့နောက်ရက်ပြန်လာတဲ့အချိန်မှာအဲ့လိုပဲဒီကလေးကလုပ်ပြီးတဲ့အချိန်မှာတော်တော်လန်းဆန်းရှိလာတယ်စာရီပါကြီးစားလာတယ်ဒါပေမဲ့လည်း air track ကရှိနေတော့မှာနော်အဲ့တော့ကျွန်တော် bandaging ဆက်လုပ်တော့ရက်မြောက်နေ့မှာဆိုလို့ရှိရင် surgery နဲ့ FIC မှာမရှိသလောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့အဲမှာတော့ဒါပေမဲ့ pneumoperitoneum တော့ကျန်နေရောပဲအဲ့ဒါနဲ့သူ့ကို bandage မစီးတော့ဘဲနဲ့ရောဟင်းပြန်ရပြီလားဆိုတော့ပြန်ကြည့်ရ1 week မှာဆိုရင်တော့ဘာမှပြဿနာမရှိတော့ဘူးအဲ့တော့ဆေးကိုတော့ကျွန်တော်တို့လိုတဲ့ဟာကိုတော့ဆက်ပြီး follow up လုပ်တယ်2 weeks လောက်ရောက်တဲ့အချိန်မှာတော့ဒီ pneumoperitoneum တော့နည်းနည်းလေးပဲကျန်တော့နော်FIC မှာဆိုပေမဲ့လည်းတချို့ FIC မှာတွေကcomplication များတဲ့ဟာရှိနည်းတဲ့ဟာလည်းရှိတယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တခါဆိုလို့ရှိရင်ဟိုမှာ
trachea rupture ရသွားတာတော့ပါလို့ဆိုရင် trauma ရတယ်ပါဆိုခွဲရရှိတယ် even ကျွန်တော်တို့ GI perforation လို့ပါလို့ဆိုလို့ရှိရင်တည်ရတယ်ချက်ချင်းရအောင်လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ ဖိုင်စီမရတယ်ဆိုရင်တော့မှဖြစ်တဲ့ cause ကဘယ်ကနေလာလဲဆိုတာကိုတေချာရှာဖို့လိုတယ်လို့ပဲပြောရင်းနေတယ်ဒီ case လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်